ဒီစားသောက်နဲ့ဆိုင်တဲ့အသုံးတွေကလုံးဝသိထားမယ်သုံးတယ်နော်တခါတည်းရအောင်လုပ်တော့မယ်နော် okay နှွေးရဆိုရှင် heat up can you help me heat up the leftovers အကြံဉာဏ်ငါ့ကိုကူပြီးတော့နှွေးပေးလို့ရလား can you help me heat up the leftovers မြည်ကြည့်တာဆိုရှင် taste can I taste it မြည်ကြည့်လို့ရလား can I taste it အစာကြေလွယ်တာဆိုလို့easy to digest I prefer eating light food at night because it's easy to digest ညမှာဆိုရှင်ငါပေါ့ပေါ့ပါအစားအသောက်လေးကိုစားတာကြိုက်တယ်ဘာလို့လဲဆိုတော့အစာကြေလွယ်လို့ okay ဘာအရန်စာနေတာဆိုရှင် starving one is dinner ready dinner ဘယ်တော့အစင်းလေးဖြစ်မှာလဲ I'm absolutely starving ငါတကယ်မှအရန်မှပိုက်စားနေပြီ okay one is dinner ready I'm absolutely starving အစမစားနိုင်တာဆိုရှင် can't handle spicy food ကိုတုံးပြောလို့ရနော် I really like the smell but I can't handle spicy food very well ငါအနံ့တော့ကြိုက်ပါတယ်ဒါပေမဲ့ငါအဆက်တွေကောင်းမစားနိုင်ဘူး okay ဝအောင်စားဆိုရှင် eat your fill don't be shy please eat your fill မရှက်ပါနဲ့ဝအောင်စားပါ okay don't be shy please eat your fill စသဖြင့်ပြောလို့ရပါတယ်အခုလိုမျိုးသုံးနေရကိုတော့ထောက်ကူဖြစ်လာမလို့ဖြစ်တဲ့ဆိုရင် comment မှာ yes ဆိုရပါနောက်ထပ် video အသစ်တွေလုံးမတော်အောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မေးတော့နော် bye bye see you in the next video